မလေးဒီနေ့ငါပြချက်ချက်ပါမယ်ချက်မှာငချင်းရဲတော့ငါပြည့်ကြိုတာပါလေချက်ငါပြည့်ချက်လို့ဆိုရင်မမလေးကမှာကော်တခါဒီပြုတ်တော့မှာဖန်ခါဒီနဲ့တုတ်စားပါမယ်ချက်ငါပြည့်ကြိုတယ်မှာပင်စဲရွက်လေးပါထဲပါမယ်အင်းတော့မှာမမလေးစီထည့်လာတာပေါ့နော်စီပူတာပြီးဆိုလို့မမလေးဒါကြက်သွန်းဖြူထောင်းလာတဲ့ဟာကိုအင်းတော့စီတက်လိုက်ပါမယ်ချက်ကြက်သွန်းနီထောင်းလာတဲ့စီတက်မယ်စီတက်ပြီးတော့ငါရောက်ဒီစဲကိုမမလေးကတ်ကြည့်နေညှက်လာတာပေါ့နော်ညှက်လာတဲ့ဟာလေးကိုတစ်ခါလေးထည့်လိုက်ပါမယ်ချက်ရောက်ဒီတော့လေကြက်သွန်းဖြူလေးတဲ့နုံးနာပြီးဆိုရင်မမလေးကငါစားအချုံမောင်းနေလာတာပေါ့နော်အဲ့ဒါလေးကိုငါလေးကိုမမကတင်လေးချက်ရရင်တော့လုံးလိုက်ပါမယ်ရှင်အစီလေးနဲ့အပြီးရခဏနေမှာထည့်ပါမယ်ရှင်ငါလေးနဲ့မာလာပြီးဆိုလို့ဒီမမလေးကငါပြီးရငါစီရိုင်းငါပြီးရကြိုတာတဲ့ဟာထည့်လိုက်ပါမယ်ရှင်ကျိုထည့်ပြီးဆိုလို့တဲ့အဖောက်ပြီးတော့ခဏဆူဆောင်းလိုက်ပါမယ်ရှင့်ငါပြည့်ကျိုတဲ့ချက်မှာမမလေးမှာခေါ်တခါဒီလေးတွေပြုတ်လိုက်အောင်ပါမယ်ရှင့်ငါပြည့်ကျိုနေတဲ့ချက်မှာမမလေးမှာခေါ်တခါဒီလေး40စိတ်တာတဲ့ဟာလေးကိုပြုတ်ထားလိုက်ပါမယ်ရှင့်ငါပြည့်ကျိုခေါ်တခါဒီတဲ့ကြက်အတော်ပဲသမင်းစားအတော်ပဲအဲ့ဒါခေါ်တခါဒီလေးကိုအရင်တော့ပြုတ်လိုက်ပါမယ်ဟာပြီးကြတယ်ဆူတာရောနော်ငားနေတယ်ကြက်လာပြီးဆိုမမလည်းငားပြီးကြမှုရပင်စက်ရွက်လေးခြွေထည့်လိုက်ပါမယ်ရှင်ပင်စက်ရွက်လေးထည့်တော့မွေးကြိုက်နေနဲ့ပို့ပြီးတော့စားလို့ကောင်းပါလေရှင့်မမလည်းငားပြီးကြချက်ပင်စက်ရွက်ထည့်အရန်ကြိုက်တယ်အဲဒါပင်စက်ရွက်လေးထည့်ပါနဲ့အဲဆိုခဏတအောင်နေကောတခါလေးပြုတ်ကြက်ရင်စားလို့ရပါပြီမမလည်းငားပြီးကြအရှယ်ပဲ